ဒါဆိုလို့ရှိရင်ကိုအိတ်တဲ့အခန်းရှိမှာပဲဖတ်ပြီးတော့မှမအိတ်ချင်နေဘူးဆိုရင်ခဏတစ်ဖြုတ်ခက်ထိုင်လာတော့လုပ်လို့ရတယ်နော်ထိုင်ပြီးဒီမှာအရှိဆိုရင်ဒါဒီလိုင်းတန်လေးနဲ့ပေါ့နော်ဒါဆိုရင်တင်နေပဲဆိုတော့လိုင်းတန်လေးနဲ့အေးဆေးပေါ့အေးဆေးမအိတ်ချင်နေဘူးဆိုခဏတစ်ဖြုတ်လုပ်လို့ရတယ်နော်ဒါလေးပဲနေခင်းပဲဖြစ်ညပဲဖြစ်ပေါ့နော်အခန်းထဲမှာနေချင်လို့ဆိုလို့ရှိရင်ဒီမှာဖွဲ့အကုန်လုံးဒီမှာအေးစစ်စစ်ထိုင်ပြီးတော့မှအစားတောက်တာတွေလုပ်လို့ရတယ်ဒီနေရာလေးကဒါဖြစ်တင်နေပဲစနေရီလေးလမ်းတက်ပြီးလည်းမဟုတ်ဒီဟာလေးကတော့ဒန်းစီပြီးတော့မှနေလို့လည်းရတယ်အိတ်လို့လည်းရတယ်ပြီးလို့ရှိရင်ဟိုဘက်မှာကရင်နေခင်းဆိုလို့ရှိရင်ပင်လယ်လည်းကြည့်ပြီးတော့မှထိုင်လို့ရတဲ့နေရာလေးတပုံရိုက်လည်းအရင်လားဒီဘက်မှာတော့အမိုးလေးတုတ်ထားပြီးတော့ပေါ့နော်တကယ်လို့ဒါဒီဥရောတစ်ခါတလေကြာရင်လေထိုင်နေနဲ့မိုးရွာတာတို့ဘာတို့ဆိုလို့ရှိရင်ဒီနေရာလေးမှာစားလို့လည်းရတယ်ပေါ့နော်စားလို့လည်းရတယ်ချမ်းနေကြတော့အပင်ရဲ့အရေးပဲရှိတယ်အမတို့ကဒီအပင်ရဲ့အလောက်ပဲလိုချင်တဲ့အတွက်အမိုးအများကြီးမထားဘူးပေါ့နော်အကယ်၍မိုးရွာခဲပါတယ်မိုးရွာခဲရှိတော့ဒီနေရာမှာထိုင်နေရအောင်ပြင်ထားပေးတာပါဒီနေရာလေးကတော့ဘာပေါ့နော်ဘာမှဒီမှာတောက်မှဆိုရှင်ဒီမှာမှာတောက်လို့ရတယ်ဒီလိုလေးနဲ့ထိုင်လို့ရတယ်ဘားလေးကတော့အခုပုံပြရတယ်ဒီမှာနောက်ပိုင်းဆိုလို့ရှိရင်ဒီနားမှာစပီကာလေးထည့်ပြီးတော့မှချင်းလေးနားထောင်လို့ရအောင်ဂီတာလေးတစ်လက်နဲ့အဲ့လိုမျိုးလေးကြိုက်တယ်နောက်ကိုဂီတာတစ်လက်နဲ့အဲ့လိုတချင်းလေးတွေဆိုလို့ရတာနေရာလေးလှုပ်ချင်တယ်နောက်ကိုလှုပ်ပေးလုပ်ပေးမယ်နော်အငြိမ်ပဲရောရရတယ်ကိုလေးဝိုင်းပြီးထိုင်ပြီးစားနေအခုလည်းဒါတငယ်ချင်းနဲ့စားထားဒီနေရာလေးအရင်ထိုင်လို့ကောင်းတယ်။အော်တငယ်ချင်းတွေကိုပြောလေဒီကလေးတွေကတငယ်ချင်းတွေကိုပြောလေအော်မဟုတ်ဘူးတငယ်ချင်းတွေကိုတောင်းလို့ပြောတာလိုင်းတန်လေးနဲ့တိတ်စိတ်ကလေးနေချင်တယ်ဆိုလို့ရှိရင်တော့လေဒီလိုင်းတန်လေးနဲ့တငယ်ချင်းလေးတွေစကားထိုင်ပြောစားမယ်တောက်မယ်နေချင်းနေလို့ရတယ်တချို့ကြောင့်လည်းစူးညံမှကြိုက်တယ်ဆိုလို့ရှိရင်တော့အဲ့လိုစပီကာလေးတွေထားပြီးတော့မှချင်းလေးဆိုချင်းတဲ့လူကဆိုဆိုလို့ရှိရင်လည်းတို့ကတော့ချင်းဖူးပြီးကချင်းကပေါ့ဒါဘာလို့ဆိုဂီတာတီးပေါ့ကိုကြက်ရကိုလို့ရမတို့က
ငါးခမ်းမဲဆိုတော့တကယ် private ပေါ့နော်ကိုလာတဲ့အဖွဲကိုပဲကိုရှိမဲ့ဟာမျိုးဖြစ်နေတဲ့အတွက်ကိုစိတ်ကြိုက်ပဲကိုအေးနေချင်တယ်ဆိုရင်အေးနေလို့ရတယ်အကယ်၍စူးစူးညံ့ညံ့လေးကွာပြင်းတဲ့တချင်းတွေဆိုချင်တယ်တချင်းတွေဖွင့်နေကချင်တယ်ဆိုလို့ရှိရင်လည်းပဲရတယ်ဒါတဲတဲ့သူတွေရဲ့စိတ်ခံစားချက်ပုံမှန်မူတည်ပြီးတော့မှအဆင်ပြေသလိုနေလို့ရတဲ့နေရာလေးပေါ့ဆိုရဒါနော်တချို့ကကြတော့လေစိတ်ပူကြတာပေါ့နော်ခေါင်းကရမ်းမြင့်နေတယ်မန်နေဂျာတွေပိတ်ပါလားဆိုတော့အမတို့ကတမင်မပိတ်တာဘာလို့ဆိုတော့ဒီရဲ့အရသာလေးကိုလိုချင်လို့ဒီခေါင်းမြင့်လေးရပြီးလို့ရှိရင်ဒီဓနိမိုးထားတယ်ဆိုတော့အရသာလေးကိုလိုချင်တယ်အခန်းကိုပိုကျဲတယ်လို့လည်းဖြစ်စီတယ်ဒါလေးကိုလိုချင်လို့နော်အခန်းတော့ဆိုအဲကွန်နဲ့တထားတယ်အဲကွန်နဲ့တထားတညတော့အေးစစ်အိတ်ရအောင်နောက်တစ်ခုကကျတော့ဟိုတနေ့တော့ခန်းပုံလေးတင်တဲ့ခါကျတော့သူက3မိနစ်အိုးလေးမထားဘူးလားလို့မေးရပါတော့ကော်ဖီတောက်ဖို့အတွက်ဆိုတော့အမက3မိနစ်အိုးတော့မထားပြီးတော့ဘူးဆိုတော့အမတို့ဒီမှာမီးဆက်သုံးရတာမီးဆက်နဲ့တွားရတာဖြစ်တဲ့အတွက်အဲ့လိုအခန်းတိုင်းမှာအဲ့လိုမီးတွေပြိုင်သုံးတာတွေအများကြီးဖြစ်လာလို့ရှိရင်တိတ်အဆင်မပြေဘူးအဲ့တော့အများကြီးလည်းမလိုအပ်ဘူးအများကြီးလည်းမလိုအပ်တဲ့ခါကျတော့ဒီတက်ပူလေးထည့်ထားပေးတယ်တက်ပူလေးမှာရေလေးဖြည့်ထားပေးတယ်ကော်ဖီဖြောတောက်ဖို့အတွက်အဆင်ပြေအောင်လုပ်ထားပေးပါတယ်လို့ဆိုလို့ရှိရင်